ဒီနောက်မှာကားလေကွာစီပြတော့ရမလားမသိပါဘူးငါမြန်မာပြည်ပြန်တာဟိုနေ့ကလည်းထင်းကိုလေးဖြစ်နေတာကားဘာဖြစ်တော့လဲဒီနောက်တော့အမေရိကကားလေးရလဲဘာမှဖြစ်တော့ပါဘူးလေငါမြန်မာပြည်ပြန်တော့တာကွာမနေ့အောင်ကဒီနေ့မနေ့စာ8 နာရီ9 နာရီထိုးတော့မှာကွာငါအိမ်ကိုပြန်ရမယ်ကွာမနေ့ကငါရောက်ပြီကွာဟိုကောင်မဒီကောင်မတော့မဒီနောက်ရှိနေရပဲလမ်းမှာကမြန်မာနိုင်ငံတည်ရတဲ့လမ်းဆိုတယ်ကွာအရင်ကအိတ်တိထားကြည့်ပါဦးမကွာဒီနေ့မှရောက်တာဆိုဒီမှာဒီမှာကဲငါတွားမယ်ဟိုကောင်မငါတွားမေးရမယ်ဘာတွေဖြစ်ခဲ့လဲလို့ဒီမြို့မှာကောင်မရေငါမရှိတော့ဒီမြို့မှာဘာတွေဖြစ်နေသေးလဲရောက်နေတည်ငါ့ကိုပြောပြပါလားငါတွားရှင်းလိုက်မယ်ကဲငါသူပြောတာတော့ကွာငါညီလေးငါပိန်ရဲ့တငယ်ချင်းဖြစ်တဲ့ဝါဝါတို့ဘယ်လိုပြောဝါဝါရဲ့အမေပေါ့ကွာအဲ့ဒါတို့မင်္ဂလာဆောင်တော့ငါအဲ့ဒါစမှုစာခိုင်းနေတွားချီဖြို့ရမယ်လာစမ်းမင်းတို့ခေါ်နေငါမရှိတော့ငါမြန်မာနိုင်ငံကိုပြန်နေတော့မင်းကခွင့်ကောင်းယူတာဇာမင်းတို့ကနေစမှုစာကိုင်းနေရခွာငါရှိလို့ပဲဟိုလို့ဆွိုင်းဘကိုကြီးကာရေးမတိုင်ပြောတယ်ကွာငါကလည်းစုံနေပြီကွာမြန်မာနိုင်ငံမှာလမ်းဘလောက်နဲ့ဘလောက်ကျင်းရလဲမသိဘူးညအဲ့ဒီမင်္ဂလာဆောင်နေနေရကြီးရပဲနောက်မှလည်းတော့ငါမေ့နေပြီကွာနှစ်ပြောင်းမြဲစွာတောင်ကြာပြီတော့ဒါနဲ့ငါညီလေးတငယ်ချင်းဝါလဲ9 နှစ်တောင်ရှိပြီဟာ9 နှစ်ဒီမှာစမှုစာခိုင်းနေရဒီနားမှာတောင်းကျမ်းနေပဲလာစမ်းမင်းတို့ခေါင်းနေအေးအောင်နေကြီးဒီမှာအခြေချနေရရောရောက်နေရောက်ငါစေးတောင်ပြောတော့ရခွာရောတေးစမ်းဟုတ်နေတီးတာရောတနက်နဲ့ပြစ်မှာအဲ့လိုမျိုးငါမတနက်ပါတော့ငါမေ့နေခွာတော်ဒီတယ်ခွာဆေးဥပြောင်းသွားတာငါဟိုလှုပ်လို့ဘယ်လိုပြောမလဲငါဆေးဥတန်ချက်ကလေးဝယ်ပေးလိုက်လို့တော်ဒီတယ်မကိုမီဒီမှာလဲငါရဲ့တငယ်ချင်းငါပြီးတော့အင်ဟာကောင်မကားလေးငါခဲ့ရတယ်ခွာငါတွားခိမ်မှာပြက်ကိုပြန်ရှင်းရမယ်ဒီကောင်နေလူဦးရေပြန်ခေါ်ထားမှတိကြတယ်ကွာငါပြန်လာပြီလားသားမင်းတို့ဟောနေစမှုစာခိုင်းရတော့ဒီမှာလာမငါထိထားတဲ့အတိုင်းမှာဒီမှာအကုန်လုံးဒီကောင်းတော့ငါနင်းကတားနေချောင်းပါရောကြည်မင်းလားစေးရုပ်လေးပြောင်းတော့တာကောင်းတယ်ခွာရောဒီမှာဒီစေးရုံမှာမီးတွေရောပါတယ်တော်တော်လေးကောင်းတယ်ငါအမေကငါ့ကိုဆင်ပေးလိုက်တာကဲငါကောင်းလေးရှော့တော့ဆို 2 hours later မှာတော့ငါခုနကရှင်းလိုက်ပြီကွာရောက်နေရောတေးမယ်ငါကတော့ပြန်ထိနေမယ်ကွာ
လာမင်းတို့ငါဒီချက်ခေါ်မလားဒီချက်မှာမင်းနဲ့ငါနဲ့ကျုံးရတာပေါ့လားလာစမ်းဒီနာကြည့်မှာရောက်နေရော့ဝါရောက်နေမင်းတို့ကောင်းနေကခွန်ကောင်းယူနိုင်လားမင်းတို့ကောင်းနေပြန်ခေါ်မလားငါလာပြီကွာဒီစေးဝင်းကြီးလေးတော်ကောင်းတာပဲဟာကဲမင်းတို့ကတော့ဒီမှာတနာတွေတော့ရတော့ဒီစမှုစာခိုင်းတော်ရှင်းလိုက်ရတယ်ကွာကြားထဲမှာတန်ရာနှစ်ခါတော့ရတော့တီတာတော့ငါတီတော့လို့ထင်တာကွာတီတာတော့မတီဘူးကွာငါမိလဲတော့တာကွာမိလဲတော့ဆိုဘာမျိုးလာစားမင်းတို့ခေါ်နေတီးကြမနေနဲ့ကဲငါအိမ်ပြန်မယ်ကွာငါကြောင်းမတစ်တာလဲကြာပြီကွာဟူနီယုံကစူပါမန်ဖြစ်တော့နေရတယ်လို့ငါကြောင်းမတစ်တော့တာဟိုဒါနဲ့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်နဲ့ပဲနေရနားကြပါတယ်ကျွန်တော်မြန်မာနိုင်ငံကိုရောက်တော့ပါတယ်ပေါ့နော်အဲ့ဒီဗီဒီယိုကတော့မလုပ်ဖြစ်လိုက်လို့ sorry ပါပဲဒါပေမဲ့ကျွန်တော်မြန်မာနိုင်ငံကနေရောက်လို့ဒီစမှုစာကိုင်းတွေကိုအပြတ်ရှင်းခဲ့ပါတယ်အားလုံးပဲဘိုင်မှာဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ကျွန်တော် like and subscribe လုပ်ပေးတော့ကြပါအောင်ဗျာ